အလုံးမဲ့တတိပြန်ကဲရမယ့်အချိန်ကိုစတင်ပြီးတော့ရောက်ရှိလာပါပြီ။ဘာလဲဆိုတော့ငလင်ကိုစတင်ပြီးတော့ပြန်ပြီးတော့သူတို့တတိထားဖို့အတွက်ကြေညာထားပြီ။အခုအရင်တစ်ခေါက်လိုပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲမျက်စိတမိတ်တွေမှာအများကြီးဗန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှကိုရှိန်မှာဖြစ်သွားပြီးမြင်လာရတာဆိုတော့အများကြီးဆုံးရှုံးမှုတွေလည်းဖြစ်ထားတာဆိုတော့ဒါကိုပြောပြတာပေါ့နော်အားလုံးပဲသူတို့တတိထားရမယ်လို့ပြောလို့ရှိရင်တစားတို့ကသွားလာစားတော့တတိလေးနဲ့သွားရမယ်ဒါအန်ဒီရဆိုတာပို့ရလို့လည်းမရှိဘူးမဖြစ်သွားခဲ့ရှိတော့ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရလည်းဖြစ်တာအခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်ကြီးကိုမိမျောနေတာပါတင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးတွေလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေကြရမယ်ဆိုတာပေါ့ပို့ရလို့လည်းမရှိဘူးဒီစက္ကန့်ပိုင်းလေးအတွင်းမှာအများကြီးဆုံးရှုံးမှုတွေဖြစ်သွားခဲ့ပြီပေါ့နော်ဟိုဘက်မှာ sky villa လားအဲ့ကွန်ဒိုကြီးကိုပဲကြည့်လိုက်ကွာသူ့မှာဆိုလဲပဲတစားတို့ဒီဗမောကလူတွေဆိုအများကြီးဆုံးရှုံးသွားတယ်ရွှေကွာလူတွေဆိုလဲအများကြီးဆုံးရှုံးသွားတယ်ဆုံးရှုံးမှုတွေအများကြီးပဲပေါ့နော်အားလုံးသတိဝိရိယနဲ့ပြန်နေဖို့အတွက်စတင်ပြီးတော့အချက်တွေပေးနေပြီအဲ့တော့တစားတို့လည်းသတိရှိရတော့မယ်သွားတာလာတာစားတာတောက်တာကစားဘာပဲဖြစ်ဖြစ်ပေါ့နော်ငလင်စောကြောက်ရတယ်စက္ကန့်ပိုင်းတွေအများကြီးကိုမှဖြစ်သွားနိုင်တယ်ဆိုတော့လေနော်အဲ့တော့မမတို့လည်းအားလုံးသတိရှိကြပါမနေ့ကတည်င်းလေးတစ်ခုတက်လိုက်တွေ့လိုက်တယ်မြင်ငလင်ပေါ့နော်စတင်ပြီးတော့လောက်ခတ်ဖို့အတွက်ကြည့်ရတဲ့ပုံစံသူအာယူနေပုံရပါတယ်ဒီရက်ပိုင်းနေရငလင်းကမလုတ်ဖြစ်တော့ဘူးအဲ့လိုတသိစိတ်လေးလုတ်တယ်ဆိုရင်တော့ကိုကလုတ်တည်ရတည်မလားမလုတ်တော့လည်းတမျိုးကြီးပေါ့စိတ်ထဲမှာလေးနည်းနည်းမင်းညာလည်းလုတ်တယ်လို့တော့ပြောတစားတော့မတိလိုက်အဲ့ပြောပါပေါ့နော်အဲ့တော့အားလုံးပဲတတိရှိကြပါသွားတာလာတာစားတာတောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါတတိပေးတာပါတင်စားအနေနဲ့လည်းတစားတို့ကတော့တတိကတ်တယ်ပေါ့နော်အမြဲတမ်းငလင်အထက်မြင့်သွားတာငလင်ဖြစ်သွားနိုင်တယ်နော်ဒီနေရာကြီးဆိုရင်ငါတို့မလာထင်းတော့ဘူးအစားတပြင်းတချို့အမြင့်မှကြိုက်တဲ့လူတွေလည်းရှိရလीနော်အခု focus ကရန်ကုန်ဘက်ကိုလည်းဥတီတာဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးတတိထားကြဖို့အတွက်ဒီစားပြောချင်ပါတယ်အဲ့တော့ချစ်တယ်အလုံးဝတတိချီကြပါငလင်ကတော့ကြောက်တယ်တော့ဘာမဆိုအများကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကတကယ်လို့မကြုံလိုက်ရဘူးမပြင်းသွားဘူးဆိုပေမဲ့လည်းတတိရှိကြပါပြင်းသွားရဆိုရင်လည်းစက္ကန့်ပိုင်းလေးတော့မှလေဘာမှကိုမဟုတ်လိုက်ဘူးအပြင်လေးရောက်သွားရောကဲအဲ့လိုကြီးတောင်ဖြစ်သွားလားအဲ့လိုကြီးကိုဖြစ်သွားလားဆိုရင်ဖြစ်သွားရပါလိမ့်မယ်ပါဇက်အဟောင်းသားနဲ့ပေါ့နော်ကိုလေးလည်းကြုံတာဆိုတော့